ทราบบน50 50จะยางใน30 ปีไปอุสนะซึ่งใครอ่านนี่จะเห็นแต่อยู่ปีว่าอยู่ว่าพ้นเชื่อก็เห็นเราเชื่อโลหิตเนี่ยแต่เอาเห็นพอตั้งห้ามันก็อีแต่อีก็เอาห้าบุญก็ดูห้าแค่ห้าอีเป็นก้อนว่าก็ยามดิบุญมาก็ยามเขาเอาว่าลงบ่าดูห้าเอามาคิวสิมันก็ยกกระจอยแก่มาเอาแม่มาที่มีบุกกระจอยกระแทมเลยที่มีบุกเตอร์เหรอจากกระดิ่งว่าเซลล์ตัวน้อยก็ผมเห็นแกลาลิบะไหนมาจากเรือเก่ายาวเป็น6 เซนครับแล้วกระจอยเรือเป็นปียอดที่กูเห็นซึ่งหน้าบ้านเอาของที่ทั้งหมดเลยหกปูสมบัติของสมบัติคนยืดของที่จอยบนเรือคือเรือเราพาเราคือครับเอ็นอาร์มาหกจะสมบัติเอาไว้พุ่งมาพุ่งได้ละ9 เปียกเปียกเซนเทียบเลยพุ่งเคยแล้วน้อยก็เดี๋ยวอันน้ำมุกเคลื่อนอยู่ไอ้ก็อันน้ำมุกน้ำเลยอันน้ำมุกเคลื่อนอยู่เอามุกน้ำเลยด่าก็มุกปลักอีกก็ไอ้เห็นจึงบันไดเอามุกเห็นจึงบันไดออกเป็นซึ่งอ่างให้ได้ทอดได้เละน้อยเปียวน้อยคือก็ไอ้ผู้กำจึงอีกก็ไอ้มุกกำจึงเองอังปีเนตมหาชาวสิเดตไม่ยอดแต่ในปีมาอังดูမျိုးတွေအများပြားရှိပြီးလက်နက်ကင်ဖွဲ့စည်းတွေရဲ့ဒီမျိုးစုံဖိနှိပ်မှုတွေကိုခေတ်ဆက်ဆက်ကတွေ့ကြုံခံစားနေခဲ့ကြရပါတယ်။လက်နက်ကင်ဖွဲ့စည်းတွေထဲမှာဂျာယံပြည်သူစစ်တပ်ဖွဲ့ဟာအင်ချီ600 ဝန်းကျင်ရှိတဲ့ဂျာယံရွာမှာဌာနချုပ်ဖြစ်ထားရှိပြီးအနီးတစ်ဝိုက်ကဒေသခံတွေကိုပြည်သူစစ်ဖြစ်လူတစ်စုဆောင်တာတွေပြုလုပ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဂျာယံပြည်သူစစ်တပ်ဖွဲ့တပ်ဆိုးရှိနိုင်ဖို့ထောက်ပံ့ဖြစ်စေဖို့အတွက်လူအရေးမြစ်တွေကိုအန်းလူထုတွေကနောက်ွယ်ကနေဒီကတူအပေးခံရပြီးနှစ်ပေါင်း10 စုနှစ်များစွာအသက်သွေးချွေးတွေရင်းနေခဲ့ကြရပါတယ်။တတ်မပြည့်သေးတဲ့ကိုယ့်ရဲ့သားသမီးတွေဘာကြောင့်ဂျာယံပြည်သူစစ်တပ်ဖွဲ့စီတာရောက်တာဝန်ထမ်းဆောင်နေရလဲဆိုတာကိုမိဘဖြစ်သူတွေကိုယ်တိုင်ကသိကြရရတဲ့အဖြေတွေမသိရှိကြပါဘူး။ပြည်သူစစ်လုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့သာကိုယ့်ရဲ့အသက်မပြည့်သေးတဲ့သားသမီးတွေကိုလက်လွတ်နေကြရတာပါ။အသက်40 ကျော်ရွယ်နမ်ပါတက်ရွာခံရာအောင်ဟာအသက်9 နှစ်ရွယ်ရှိတဲ့သူမရဲ့သားကြီးကိုဂျာယံပြည်သူစစ်တပ်ဖွဲ့ကလွန်ခဲ့တဲ့2022 ခုနှစ်17 လပိုင်းမှာနေအိမ်အထိလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။သူမအနေနဲ့ဘာကြောင့်ဂျာယံပြည်သူစစ်တပ်ဖွဲ့ကသူမရဲ့သားကြီးကိုပြည်သူစစ်ဖြစ်ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာကိုမသိရှိသလိုပြည်သူစစ်လုပ်ရမယ့်စင်းထဲမှာပါတာကြောင့်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ဆိုပါတယ်။sắc xa super lệ bộ đào cho nợ lụi nhóm nợ thì nợ mù cả đời cả năm thì mọi đèn gì ở đây anh thêm mà khô toa khá nhé để lùa rồi yêu cha lý để tất cả rồi cô đi lo về xí chỉ sống ta bộ mấy anh xã đấy từ khô toa đấy là cả rồi nó thằng nó sinh đi đâu ạ sẽ ta là bang thêm mà từ khô toa ra để nhà này bang mà từ khô toa ra đấy là khó toa đấy đủ rồi mìnhပြောlà rồi chỉ cái xin sạc rồi làပြောđể bữa đua thế để bữa đua khó toa đấy rồi tu mi ba tiêu này mình ti vũ đấy tu lấy tàu nhà mà bên đi là nhà mua chục tiền đấy chỉ mà tuပြောlại đấy nên ta cái xin này mà bà ví dụ chỉ ta pi chạy yang pi tu xin lâu ya mẹ đủ tiêu pi ví đấy để đem về khó toa là chúng mà nên lấy bá mà ti vũ để đem về khó toa là đấy sai hả sảo can cái bọc sảo nó phải tôi khó toa lại để chỉ mà rồi anh thêm mà rồi tiêu pi tiêu ấy là mà chắc khả năng nếu mà con phim mù thì đó phim toa ra đấy là phô để phá để vô đấy tôi mi ba để vô đấy mà chắc khả năng nếu mà con phim mù thì phim toa ra vô đấy lá tu ya thuế su tu cáiတက်ဆယ်နှစ်ရှိပြီဖြစ်တဲ့သူမရဲ့သမီးကိုဂျာယံပြည်သူစစ်တပ်ဖွဲ့ကတပ်သားအဖြစ်ဇုံခဲ့တဲ့2022 ခုနှစ်နှစ်ကုန်ပိုင်းမှာတင်းအရမဖန်စီပေါ်ဆောင်သွားတယ်လို့ပြောပါတယ်။
ရာရွေအနေနဲ့ကျမ်းမာရေးအခြေအနေဆိုးရွားတဲ့ကြားကနေသမီးဖြစ်သူကိုကြာရန်ပြည်သူစစ်တစ်ဖက်စီလက်လွတ်ရတဲ့အတွက်မအိတ်နိုင်မစားနိုင်တဲ့အခြေအနေထိဖြစ်ခဲ့ရတယ်လို့ဒီမှာကပြောပါတယ် เป็นมะพร้าวเก็บยาตอนมูกอยบ้านจืดเทสาวปลาของเกิดสนุก အတီးပြောတာတော့သူတို့အိမ်ထဲမှာမိသားစုကစုစုပေါင်း10ယောက်လောက်ရှိတယ်တဲ့တချို့တွေကတော့အိမ်ထောင်ပြူပြီးမှသူများစီသွားနေပြီတဲ့သူစီမှာရှိတဲ့သားသမီးကတော့4ယောက်ပဲကျန်တော့တာတဲ့ကတော့ခံရတဲ့လူကတော့သမီးပေါ့တဲ့အသက်က10နှစ်လောက်ပဲရှိသေးတယ် มูอีจะ ကျ ยั န် ง ပြည်သူစစ်တွေသူတို့သားသမီးခေါ်သွားတဲ့အချိန်မှာတော့ဒီ17လပိုင်းတုန်းက17လပိုင်းမကုန်ခင်သူတို့ကခေါ်သွားတယ်တဲ့ဒီခေါ်သွားတဲ့အချိန်မှာတော့ညနေပိုင်းအလုပ်ပြန်လာတဲ့အချိန်မှာသူတို့ကဒီဘက်ကိုခေါ်ခိုင်းတာမင်းတို့သားသမီးတွေကိုလာပို့ခိုင်းတာလဲသူပြောတာမသွားသူလည်းမသွားဘူးတဲ့အဲ့လိုမျိုးခေါ်သွားတဲ့အချိန်မှာတော့သူတို့လည်းမသိဘူးတဲ့ကြီးဆုံးသမီးအကြီးအလက်ဖြစ်တာပေါ့တက်က10နှစ်ပဲရှိတာသူတို့သွားတဲ့အချိန်မှာတော့ကျမတို့မိဘနဲ့မတွေ့ဘူးတဲ့အဲ့လိုဒီတိုင်းပဲသူတို့ကခေါ်သွားလိုက်တာတဲ့ เป็นมะพร้าวเก็บยาตอนอ้าวสไตล์ จะยังပြည်သူစစ်တွေမလောက်စေချင်ဘူးတော့တဲ့သူတို့လည်းမပေးချင်တဲ့သူတို့ဒီတိုင်းပဲလာခေါ်သွားတာတဲ့ဒါသမီးဖြစ်တဲ့သူတောင်မှငိုနေတယ်တဲ့ ก็อ้าวมาเดี๋ยวตัวสิค่ะดูจะเอาเต้าปนุปนินเต้าไหลโลห้าวมาเอ็มมาดู တအိမ်တယောက်ခေါ်မဖြစ်မနေတွားရမယ်ဆိုတော့မသိဘူးတဲ့ဒီတိုင်းပဲခေါ်သွားလိုက်တာတဲ့ဒီတိုင်းတို့ဒီအိမ်တယောက်ဆိုတော့မဖြစ်မနေဆိုတာတဲ့ပုံစံမျိုးတော့မသိဘူးဒီတိုင်းပဲခေါ်ဆောင်သွားတာ มาหาวก็ ဖြစ် ตัว သွားတ เต้า ယ် ป တဲ့ นุปนิน အဲ့လိုမျိုးခေါ်ဆောင်သွားတဲ့အချိန်မှာတဲ့မပေးသွားဘူးလို့ပြောရင်လည်းသူတို့ကတော့မသွားမနေသွားရမှာတဲ့တောက်ပန်ခဲလဲသူတို့ကပဲပြောနေမရအောင်သွားရမှာတဲ့အဲ့လိုပဲပြောနေတာ เอาเต้าแค่เน่าเอ็มมาเน่าเอ็มมาสู้สาวบุ ကျန်ပြည်သူစစ်ကဒီလိုခေါ်သွားတဲ့အချိန်မှာတော့တဲ့ဘာကြိုးကြောင်းမှမသိဘူးတဲ့သမင်းတောင်မစားနိုင်ဘူးစိတ်လည်းမပျော်ဘူးတဲ့ လက်ရှိမှာကြာရန်ပြည်သူစစ်တပ်ဖွဲ့ဟာစစ်ကောင်စီတပ်လက်အောက်ခံတပ်ဖြစ်ပြီးမူရစေဝါထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်းတွေကိုအဓိကထားလုပ်ကိုင်နေလို့ဒေတာခန်တွေကိုလည်းဘိန်းစိုက်ပျိုးခုပေးထားပြီးခွန်အခကောက်ခံတာပဲရှိပေမဲ့လမ်းပန်းဆက်သွယ်ရေးပညာရေးအသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းခွင်တွေဖန်တီးပေးနေခြင်းမရှိဘူးလို့ဒေတာခန်တွေကပြောပါတယ်ကြာရန်ကျေးရွာနဲ့နှိစက်တဲ့မန်ကောင်းမန်ကန်မန်လန်နတ်မောဟိုခိုနမ်ပါတနဲ့ပန်ချခေစတဲ့တန်းကျေးရွာခုရွာကတောင်းလူထုတွေဟာကြာရန်ပြည်သူစစ်စစ်ကိုအဓိကစစ်မှုထမ်းနေရတယ်။မိုင်းရော်ဒေတာတစ်ခုလုံးကတောင်းလူထုတွေဟာစစ်ကောင်စီတပ်လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့တွေစီကိုဆယ်စုနှစ်များစွာအကျိုးခံစားခွင့်တစုံတရာမရှိပဲစစ်မှုထမ်းနေခဲ့ရပါတယ်။2020ခုနှစ်တိုင်ခင်ထိမိုင်းရော်ဒေတာကတောင်းလူထုတွေကိုနှစ်စဉ်3နှစ်တစ်ကြိမ်တရွာကိုနည်းဆုံး9ဦးအထိတသားဆူဆောင်ခဲ့ပြီးစစ်ကောင်စီတပ်လက်အောက်ခံကြာရန်ပြည်သူစစ်အပြင်မန်ပန်ပြည်သူစစ်တပ်ဖွဲ့စီကိုပါစစ်မှုထမ်းနေရတာရှိတယ်လို့ဒေတာခန်ကပြောပါတယ်2020ခုနှစ်နောက်ပိုင်းကြာရန်ပြည်သူစစ်တပ်ဖွဲ့ဟာလူတိဆူဆောင်တာမရှိတော့ပေမဲ့2022ခုနှစ်ဒီကောင်ပိုင်းမှာတော့လူတိဆူဆောင်တာတွေပြန်လှုပ်လာတယ်လို့နံပါတ်တက်ရောက်ခံဖြစ်သူဦးအိုက်တက်ကပြောပါတယ်ကြာရန်ပြည်သူစစ်ဆူဆောင်တဲ့တတတိတွေထဲမှာအသက်မပြည့်သေးတဲ့တောင်ကလေးတငယ်တွေများပြားပါဝင်ပြီးဦးအိုက်တက်ဆိုသူရဲ့တမီးဖြစ်သူလည်းပါဝင်တယ်လို့သူကဆိုပါတယ် น้ำนี่จะเป็นยังไงเลยเราอาน้ำด้วยน้ำทำได้ ဒီကြာရန်ပြည်သူစစ်ခေါ်သွားတာတော့ကြာပြီတဲ့အရင်ကတည်းကတဲ့သူတို့3လနှစ်တော့နားနေပြီတဲ့ဒီနေ့မှပဲအစ်စ်တွေသူတို့ပြန်ပြီးစကောက်နေတယ် น้ำเนี่ยตอนเร็วก็ขยับที่แบนได้ที่น้ำสั่งมา ဒီလိုမျိုးပြည်သူစစ်လောက်ခိုင်းတာတော့ဒီလိုအကျိုးအကြောင်းတိတိကျကျတော့မပြောဒီလိုပဲလာစင်းလာပြတယ်နေ့အိမ်လည်းပြည်သူစစ်လောက်ရမယ်ဘဒူမဆိုပေါ့အိမ်တိုင်းလိုသူတို့ကဖြစ်စေချင်တာလားတော့မသိဘူးထမ်းဆောင်တာတော့ဒီလိုမျိုးထမ်းဆောင်ရတဲ့အကြောင်းရင်းကဒီလိုကာကွယ်မယ်လို့သူမရှိဘူးတဲ့အပိုင်းနေ เอาละหมอสา ဒီလိုမျိုးခေါ်သွားတဲ့ချိန်မှာအသက်တို့တတ်မှတ်တာတော့မရှိဘူးဒီလိုအသက်ဒီလောက်ရှိမှဒီလောက်ရမှပြည်သူစစ်ထမ်းဆောင်ရမယ်တို့အဲ့လိုမျိုးမတတ်မှတ်ဘူးတဲ့ခေါ်သွားတဲ့ချိန်မှာလည်းတဲ့ကိုတွေကမပေးဘူးလို့ပြောရင်လည်းကိုတွေကကြောက်စိတ်တွေနဲ့တဲ့ပြောရဘူးဒီတိုင်းပဲစင်းပိုင်တော့ဒီတိုင်းပဲလှုပ်ပေးရတာတဲ့ เอาเดี่ยวเนี่ยเอาเพื่อ
về mà không con đã ảo mà như mời ở khỏi ဒီလိုမျိုးဒီဘိုးကြတော့ကချင်ဆိုတော့တဲ့တခြားလူမျိုးဆိုတော့ဒီလိုမျိုးကျွန်တော်တို့တအားလူမျိုးတွေခေါ်သွားတာတော့စိတ်တော့မကောင်းပါဘူးတဲ့ဘာချိုးမှလည်းမရှိဘူးတဲ့ nó đau ဒီတန်းတမ်းလို့ထဲမှာတွားနေတဲ့အချိန်မှာတော့စိတ်တော့ပျော်ပါပဲတဲ့ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့3လတစ်ခါတော့အဲ့လိုမျိုးမိဘကိုပြန်လာပြီးမှကူစီချင်တယ်တဲ့မိဘအနေနဲ့လည်းတွေ့လို့ရှိရင်ပိုစိတ်ပျော်ပါတယ်တဲ့ ဂျာယံပီတူစစ်ထဲမှာစနုထမ်းဖို့အသေးအရမဖန်စီကိုဆောင်တွားခိုင်းရတဲ့တောင်းလူမျိုးတွေကိုဒီ2023ခုနှစ်နှစ်စံပိုင်းဖေဖော်ဝါရီလ4ရက်နေ့မှာတော့တောင်းတမတော် TNLA ကဂျာယံပီတူစစ်စကန်ကိုဝင်ရောက်စီးနင်းပြီးအသက်မပြည့်သေးတဲ့ကလေးတငယ်ပေါင်းတောင်းလူမျိုး129ဦးကိုကဲထုတ်ခဲ့ပြီးလက်ရှိမှာတော့လုံခြုံတဲ့နေရာမှာခေါ်ယူဆောင်ရှောက်ထားပါတယ် PSRF TNLA အနေနဲ့စစ်သားတစ်စုဆောင်ခိုင်းရတဲ့ကလေးမိဘတွေကိုယ်တိုင်လာရောက်တိုင်ကြားခဲ့တာကြောင့်ခုလိုကဲထုတ်ခဲ့ပါဂျာယံပီတူစစ်စကန်ဝင်ရောက်စီးနင်းခိုင်းရတဲ့ချိန်မှာဂျာယံပီတူစစ်ရဲ့လုတ်သက်30ကျော်တောင်းလူမျိုးပုံကြီးတူကခုလိုပြောပါတယ် lại cái đi gì thì họ bị gọi bạc lép có thằng xứ đang hay gọi bản chú có vườn pet nó đi cao nó đi ông màu bị tư mà nó đi ngã cái lê của nước có gứt nữa cái mà ý bạc lép bảo là ý bạc lép bao nhiêu cái đó ta hai lê lô hào để vui ông mà lấy vui cái tổ hào cái mà khó lên bà hụt khô mố khó lên không tao khó lên bà đúng nạ rồi đi gọi mu mặc cảm cái mu tạiปูchê có màu chêปูsức pidu sức có một cảm cái nào đây có bà kik bà cái cảm có một cái dụng cũng ra mà gang này lẹp hả ông chịu ông cái nào đây balo là cái đây ông chọn nào đây balo đó là cái vơ balo một cái ông vơ cái khát vấn đấy thứ cái vơ một cái ông vơ cái nào khen té cái vơ balo mà vơ số cái vơ kêu vơ đi thì bị ủn đi bậc khát vương sòn bông khát sòn mà cái bờ lép ha bờ lép 1990ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ဂျာယံပီတူစစ်တပ်ဖဟာ2020ခုနှစ်မှာလက်နက်ဖြုတ်သိမ်းခံရတဲ့ကုတ်ခိုင်မြို့နယ်ကောင်းခါအခြေစိုက်ကချင်အထူးဒေသငါကချင်အမျိုးသားတွတ်တက်ရေးနဲ့လုံခြုံရေးတပ်မတော်ကချင် Defense Army KDA ကောင်းခါတပ်ဖွဲ့ရဲ့လက်အောက်ခံဖွဲ့ကိုဖွဲ့ထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်ကောင်းခါပီတူစစ် KDA ကိုဦးမထုနော်ဦးဆောင်တာဖြစ်ပြီး1997မှာကချင်လူမျိုးရေးတပ်မတော် KIA ကနေခွတ်ထွက်ပြီးတဲ့နောက်စစ်တပ်နဲ့ငင်းချင်းယူထားတဲ့ဖွဲ့ဖြစ်ပါတယ်ပြီးခဲ့တဲ့2020ခုနှစ်အတွင်းကောင်းခါဒေသမှာမြန်မာငွေဘီလီယံနဲ့ချီတဲ့မွေးစွာမျိုးစုံဖန်ဆီးခံရပြီးတဲ့နောက်ပိုင်းမှာခေါင်းဆောင်တချို့ဖန်ဆီးထိမ့်သိမ်းခံရပြီး2020မက်လနောက်ပိုင်းကစလို့ကောင်းခါပီတူစစ်တပ်ဖွဲ့ဟာဖျက်သိမ်းခံရပါတယ်PSRF TNA ရဲ့တပ်မဟာ6စစ်ဒေသဖြစ်တဲ့လာရှိုးခရိုင်မိုင်းရော်တပ်နယ်တွေမှာ PSRF TNA တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပွားလေရှိပါတယ် PSRF TNA အနေနဲ့တခြားသောတိုင်းသားလက်နက်ကိုင်တွေပြင်စစ်ကောင်စီတပ်လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့တွေစီကိုပါတအားလူမျိုးတွေကိုတတ်တမဆူဆောင်ဖို့အခုအခက်ကောက်ခံတွေမပြုတ်လို့ဖို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းမှာတတိပေးစာတွေပေးပို့ထားပါတယ်